အားလုံးမင်္ဂလာပါပတ်တူကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်စကူးမှာနှက်အောင်မရှာသေးဘူးโอเคဟိုရှောက်တီသွားလေးရှာကြည့်ဦးမယ်အနေသားဒီထဲမှာမမြင်ဘူးဟာမတွားရင်လည်းတွားတယ်ကွာโอเคဒီကောင်ဟိုဘက်ကတွားတော့ငါဒီဘက်ကလာမယ်โอเค remote control ရှာမယ်ဒါမှဟိုကောင်းရဲ့ကားကိုမောင်းလို့ရမှာကွာမရှိဘူးကွာဒီမှာစောမျိုးပဲပြန်သွားလိုက်မယ်ကွာအော်နေကျွန်တော်မေ့တော့အရေးကြီးဆုံးโอเคအတန်းတော့ခုနနီးလေးပဲโอเคdamn it yo Oops, I hope I didn't crumple it. ကြောင်းကြည့်တော့မစူတော့ပါโอเคဒီမှာတက်မယ်ဖြတ်မယ်โอเคရပြီဒီထဲကိုထည့်မယ် It's already full. ပြည့်နေပြီဒီမှာထားခဲ့ပေါ့ကွာပြည့်နေတော့လည်းဖယ်တတ်နိုင်ပြီโอเคကျွန်တော်စောမဲကိုရောက်လာပြီအခုနကျွန်တော်ကစီထည့်ထားတယ်ဒီထဲကိုတော့မဝင်ကြည့်ရသေးဘူးရှိပါသေးတယ်ကွာတခါဖွင့်နေတဲ့အကျယ်ကြီးပဲ What's that? အေးဟုတ်တယ်ပြောရကြပါအကျယ်ကြီးပဲ Tommy, you won't get hurt. ဒီကောင်ဘယ်ရလာကွာလစ်မယ်လားဒီမှာပါရှိတယ်โอเคမတ်တက်ဆဆာရပြီဒီကောင်ငယ်ကဂိမ်းတွေအများကြီးစော်ထားတယ်တူတယ်ကွာငါတော့ရှိရင်ရတော့မမြင်ဘူးဆိုတော့ဒီမှာလည်းဘာမှမရှိကဲ I need to put the item in the bike basket to take it away with me. အတက်ဆဆလေးရပြီကျွန်တော်တို့ tree house ကိုပြန်သွားလိုက်မယ်ခုလိုနေ remote control လိုနေကဲ tree house မှာငါးမြရမယ်ငါးမြအေးကန်အောင်တော်မင်းတော့ငါမင်းတော့ကလိုက်ကျွန်တော်ငါးမြမယ်
ကြီးရတောင်းလိုက်ကြည့်နော်ရန်ဟိုရန် graphic ကတအားကောင်းတယ်โอเคခုချိန်ထွက်လာတော့သေမှာပဲကဲဘူးမှမရှိကျွန်တော်တန်တခါလေးဟိုကောင်ဝင်ပေးခဲ့လိုက်မယ် Waiting for you. โอเคတဲ့မြင်တဲ့ဟာလဲရနာကွာတိုးပြီ Harry ဘာဖြစ်လဲ Harry, what happened? ဒီကောင်လာနောက်ရကွာ Items. โอเค Are you? ကျိုးအောင်မှရပြီကန်လဲဟိုမှာဘက်တဆဆာဆောရပြီဘက်ထရီနဲ့ဘိုင်နိုကူလာလေးရဘက်ထရီလိုနေဘက်ထရီတော့ကကျွန်တော် remote control လို့ပေါ့နော်ဒီ remote control တွေ့မှပြတ်ကြတာပေါ့အဲ့ပဲခဏရက်လိုက်ရအောင် 2 hours later ကျွန်တော်ဒီနားကိုလာတာ16ခါလောက်ရှိပြီနော်ထိုင်ရုံနေပေါ့နော်ဘာမှလည်းပြောစရာစကားမရှိတော့ကဲ remote control လေးရပြီဆိုပြန်ကြတာပေါ့အော်ဒါဖြတ်အောင်မယ်ဒါမေးနေဟေး Let's be friends. ဖြတ်အောင်မယ်โอเคဒါထည့်မယ်ကဲဒီကျွန်တော်တို့ဟိုခုနကမတွေ့ရလဲမတ်တက်ဆက်စားအောင်မတ်တက်ဆက်စားအောင်ငါမတွေ့ရလဲမင်းရလဲကောင်းလိုက်တယ်ကဲပါစောမဲကိုရင်သွားလိုက်မယ်အော်ဟုတ်တယ်မတ်တက်ဆက်စားစောမဲမှာတွေ့ရပဲโอเค My father loves to watch advertisements. Okay, but di ba, I'm not Madessa? my father. ဒီက The တစ်ခုနဲ့ basket လဲ is ရမယ် already full. โอเคဒါချမယ်ဒါကိုင်မယ်ဒါထည့်မယ်ပြီးငါးပြန်ကိုင်မယ်ပြီးဟိုဒီထဲမှာရေကြောင်လေးကိုတော့စာကျွေးရတယ်ကောင်းချင်လည်းကြည့်ရသေးတယ်ကွာကဲဒီကောင်မလာအမြဲလုံးရမယ် Can't get any closer or I'll lose my eyes. Okay, Have to come here, distract get the up, cat get up. somehow. Yeah, typical cat. It's all about food. ကန်ကောင်းလို့တွေ့တယ်ကျွန်တော်ဒီရဲ့ item ထဲဝင်လို့ဒီကားရဲ့ပိတ်တော့အဲ့ကျရင်ကျွန်တော်ဘာမှလုပ်လို့မရတော့ကဲကျွန်တော်ဒီဘက်ကပြန်ထွက်မယ်ကျွန်တော်ဒီဗီဒီယိုနှစ်ပိုင်းခွဲနေပြီပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ like and subscribe လုပ်ဖို့အမေ့ကြပါနဲ့โอเคဒီဘေးနာโอเคမရဘူးငါကျတော့ဘာလို့အခုကြည့်လို့မရလဲထူးစမ်းနော်ကောင်းလေးတကားပိတ်ချင်တယ်မရဘူးကွာသူလိုက်သူရဲ့နှစ်ကို6လေးပဲဒီမှာခဏထားခဲ့ရမှာမတက်နိုင်ကျွန်တော်အခုဖန်အောင်ပြန်သွားလိုက်မယ်ကဲ remote control ယူမယ် remote okay remote control ယူမယ်ပြီးကားသွားမအောင်မယ်မင်းလားမင်းဒီထဲတော့မလိုက်ဘူးလေငါသိလိုက်လို့မရတော့ကောင်းလေโอเคကားမောင်းမယ်ဒီကနေလက်ပေါက်တော့ကဲစိတ်ရှိနေမောင်းသွားတယ်โอเคပြီ
ကြော့ကွာအမတဲ့လေလက်ပြန်စကဲစရိုက်သွားမယ်โอเคရပြီဖြည်းအမလေးโอเคရပြီ yes okay Ralph's Alright. car isn't that good. Ralph ရဲ့ကားမိုင်းမမိုက်ပါဘူးကွာကွန်ထရိုးရဲ့စုပ်ပြတ်တန်နေရပဲအေးအမင်းဟိုငါရောပဲဘယ်လိုရှိအဲ့တော့မရှိသေးโอเคဗျာမရှိဘူးโอเคကျွန်တော်ဒီထဲကနေပြီးတော့စကူဘားလေးမဟုတ်လေတောက်ပြချရတော့မလို့တော့ကျွန်တော်စကူကိုပြန်ပြီးတော့ကျိုးသွားယူရမယ်အဲ့တူဟိုမှာမြင်လို့ပါအေးဘရီရိုက်သူလိုက်လာโอเคထဲမယ်စကူသွားမယ်ကဲကျွန်တော်စကူကိုရောက်ပြီဆိုတော့ကျိုးโอเคကျိုးထဲမယ်မတဲဆဆာရပြီဆိုတော့ညမတဲဆဆာဒီမှာတော့ပါမေးမင်းဒီဘက်ကလာမယ်ဆိုတော့ငါဟိုကပြေးမယ်โอเค With skills ည like မယ် that, မဟုတ် I'd မယ် make a ဝင် great မယ် myth. ဒါလေးယူမယ်ပြန်ပြေးပြန်ပြေးမယ်ကဲမင်းအခုဘာတက်နိုင်သေးလဲโอเคကဲကျွန်တော်ဒါရလာပြီမန်ဘလူးကဟိုမှာစောမဲမှာကျန်ခဲ့တယ်ကဲကျွန်တော်ပစ္စည်းပြန်လာခဲ့ပါမယ် A few moments later. โอเคကဲကျွန်တော်ပစ္စည်းတွေစုံပြီးတော့ဒီကောင်ကိုပြပေးလိုက်တော့မယ် Great. You got everything story we က need. ကျွန်တော်ကြော်လိုက်တော့မယ် Look what they came up. story ကြော်လိုက်မနက်မိုးနေပြီးသားရှော့โอเคဘူးမှလည်းမရှိတော့အချင်းချင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီဘယ်လိုပြောမလဲဒီဟိုပေါ့တန်ဖိုးတွေကကျတော့သူလာလို့ရှိရင်လမ်းလျှောက်အတန်ပြအောင်လို့တူနဲ့တန်ကြတော့ဒီပြင်များနဲ့ရိုက်ပြီးတော့တကားကိုမဖွင့်နိုင်အောင်လို့ဗျာအဲ့တော့တကားပေါက်သွားတယ်လေကင်ဘက်ထရီကကျတော့ကင်မရာကိုထည့်ပြီးသူတက်ပုံရိုက်ဖို့ကဲထိုင်နောက်မှပြောတော့ဗျာဒီထဲကိုဝင်လိုက်မယ်ဟာ Well, Oh, that's God. the smartest friend I've ever had. ဟာ Nice Harry. catch. what the hell Harry တားရငါ sorry ကွာမင်းမကဲနိုင်ခဲ့ဘူးHarry ဆက်ရှင်နေတယ်ငါတို့တေးပြီးတားယူငါတို့သွားပြီဒီနေ့ဗီဒီယိုကြည့်လို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးပါဦးနောက်နေ့ဗီဒီယိုမှာကြည့်ရမယ် bye